အနာဂတ်တွင်စစ်ပွဲနှင့်တဘာဝပတ်ဝန်းကျင်ယိုယွင်းမှုများကြောင့်မြို့များသည်စွန့်ပစ်ခံဘဝရောက်ခဲ့ရသည့်ထို့ကြောင့်အာဏာရှင်စစ်အစိုးရအုပ်ချုပ်ရေးစနစ်တစ်ခုကအာဏာသိမ်းပြီးအသက်18နှစ်အောက်လူတိုင်းကိုမိသားစုများထံမှခေါ်ယူကာရက်ဆက်သောလေ့ကျင့်မှုနှင့်စနစ်တကျသွတ်သွင်းမှုများပြုလုပ်သည့်စစ်အကယ်ဒမီသို့ပို့ဆောင်ခဲ့သည်တောထဲတွင်ဝေစီသည်ငှက်တကောင်ကိုလေးကိုဖြင့်ပြည့်ရန်ပြင်တော်လဲသူမသည်ဒေတာခန်တိုင်းရင်းသားဘာသာစကားဖြင့်စကားတစ်လုံးကိုတီးတိုးရွတ်ဆိုရင်းလက်ဆန့်ထုတ်လိုက်သည်ငှက်ပြန်သွားပြီးနောက်မိခင်နစ်စကာကဘာကြောင့်မပြရတာလဲဟုမေးရဝေစီကနားထောင်နေလို့ဟုဖြေသည်ဝေစီသည်ပတ်ဝန်းကျင်ကိုငေးမော့နေရင်ဝက်ဝံထောင်ချောက်ကိုနင်းမိသည်နစ်စကာသည်ထောင်ချောက်ကိုအမြန်ဖယ်ရှားပြီးဒဏ်ရာကိုပတ်တီးစီးကာအိမ်သို့ပြန်ခေါ်လာသည်မင်းတို့၏နေအိမ်မှာစွန့်ပစ်ထားသောရင်တစည်းကိုပြုပြင်ထားခြင်းဖြစ်သည်ညဘက်တွင်နစ်စကာသည်ဒဏ်ရာမှသွေးဆက်ထွက်နေခြင်းကြောင့်စိုးရိမ်နေစဉ်စူညံတန်တစ်ခုကိုကြားပြီးပြတင်းပေါက်မှအနီးကပ်ချင်းကပ်လာသည့်တယုံကိုတွေ့သည်နစ်စကာကဝေစီကိုငြိမ်နေရန်ပြောပြီးတင်းနှက်ဖြင့်အပြင်ထွက်ကာတယုံကိုပစ်ချလိုက်သည်တယုံများထက်ရောက်လာမည်ကိုသိသောကြောင့်နစ်စကာသည်မင်းတို့၏အိမ်ကိုမိရှို့ပြီးဝေစီကိုခေါ်ကာထွက်ပြေးသည်ဝေစီကခြေထောက်နာခြင်းကြောင့်ညှဉ်းညူတော်လဲအနေရမှရှောင်ရှားရန်နစ်စကာကဆက်သွားရန်အတင်းကျပ်ခိုင်းသည်စစ်ဘေးသင့်မြို့သို့ရောက်ရှိခြင်းမြကန်းသို့ရောက်တော်နစ်စကာနှင့်ဝေစီတို့သည်လေကိုတွေ့ရှိကာတနေ့တာလုံးနှင့်တညလုံးလော့ခတ်ပြီးနောက်စစ်တန်ခံမြို့တစ်မြို့သို့ရောက်ရှိလာသည်နစ်စကာသည်ဝေစီမျက်နှာကိုမိသူမျှမမြင်ရစေရန်ပွာစီးပြီးခေါင်းစွပ်ကိုအမြဲဆောင်းထားစေသည်သူတို့သည်ခိုးကြောင်ခိုးဝက်သွားနေစဉ်အတန်ချက်ဆက်များမှအရွယ်မရောက်သေးသူများကိုဖုံးကွယ်ထားခြင်းသည်မတရားကြောင်းနှင့်လက်ခံသည့်အသက်ကို၄နှစ်အထိလျှော့ချထားကြောင်းကြေညာချက်ကိုကြားရသည်စွန့်ပစ်အိမ်တစ်လုံးသို့ဝင်ခါနီးတွင်အိမ်နီးချင်းတဦးကဝေစီကိုကလေးတဦးဖြစ်တတိထားမိသည်နစ်စကာကဓာတ်ထုတ်ကာကြောက်ရွံ့စွာပြင်ဆင်တော်လဲထိုလူကသူ့သားထေးကိုလည်းဖွက်ထားကြောင်းပြောပြသည်ဝေစီသည်နစ်စကာအိပ်ပျော်နေစဉ်ထွက်လာပြီးထေးကိုလိုက်သွားရာထေးကနှစ်ပေါင်းများစွာရှိနေပြီဖြစ်သောပြက်ကျနေသည့်တယုံတစ်ခုကိုပြသည်ဝေစီသည်စူညံတန်ကြား၍တယုံကအသက်ရှူနေသည်ဟုထင်နေစဉ်ရုတ်တရက်တယုံသည်ပြန်လဲတက်ဝင်လာတော်လဲနစ်စကာရောက်လာပြီးရိုက်ချိုးလိုက်သည်မကြာမီတွင်ဂျင်ကိုများဟုခေါ်သောအာဏာပိုင်များရောက်လာပြီးထေးကိုခေါ်ဆောင်ရန်ကြိုးစားသည်မင်းတို့ကထေးလက်ကဝရှိကိရိယာဖြင့်စစ်ဆေးရာအသက်ဆက်9နှစ်သာရှိသေးကြောင်းအတည်ပြုသဖြင့်ထေးကိုဖမ်းသွားပြီးဖခင်ကတားဆီးရန်ကြိုးစားစဉ်အသက်ခံလိုက်ရသည်ယောဘတ်တာနှင့်ဆုံးဖြတ်ချက်အချိန်တန်ကြာပြီးနောက်နစ်စကာနှင့်ဝေစီတို့သည်စင်းရဲသားရက်ကွက်ရှိလမ်းမပေါ်ဈေးသို့ရောက်လာသည်ကြီးမားသောမျက်နှာပြင်များပေါ်တွင်အုပ်ချုပ်ရေးစနစ်၏ဝါဒဖြန့်မှုများကိုပြသနေပြီးနစ်စကာသည်သူမကမိတ်ဆွေဟောင်းပီရဲကရင်းကိုမြင့်တင်နေသည်ကိုတွေ့ရသဖြင့်ဝမ်းနည်းသည်နစ်စကာသည်ဝေစီကိုသူမ၏သူငယ်ချင်းဟောင်းယောဘတ်တာအိမ်သို့ခေါ်သွားသည်ယောဘတ်တာသည်ဝေစီငယ်စဉ်ကကိုတတိယပြီးသူမ၏ကြောင့်ကိုအစာကျွေးရန်ခွင့်ပြုသည်ယောဘတ်တာကဝေစီတန်ရာကပိုးဝင်နေသဖြင့်ဆေးဝါးလိုအပ်ကြောင်းနစ်စကာကပြောသည်ယောဘတ်တာသည်ဇက်ဖန်ရော့များကစေကမ်းများကိုလှည့်ကင်းလုပ်နေကြောင်းရှင်းပြသည်ပီရဲသည်ယောဘတ်တာဤသားဖြစ်ကြောင်းနစ်စကာကဖော်ပြသည်ယောဘတ်တာကဝေစီကိုအကယ်ဒမီတက်ခိုင်းခြင်းဖြင့်နိုင်ငံသားဖြစ်ခွင့်နှင့်ပုံမကောင်းမွန်သောဘဝကိုရရှိနိုင်သည်ဟုပြောတော်လဲနစ်စကာကသမီးနှင့်ထပ်မံဝေးကွာရမည်ဖြစ်သောကြောင့်ညှင်းဆန်သည်နောက်တစ်နေ့မနက်တွင်ကားများဈေးထဲသို့ဝင်လာပြီးလမ်းပေါ်ရှိလူတိုင်းကိုစစ်ဆေးသည်ဝေစီအခြေအနေပိုဆိုးလာသောကြောင့်ယောဘတ်တာကကားများကမင်္ဂလိ၏အသက်ကိုကယ်တင်နိုင်သည်ဟုပြောပြသည်နစ်စကာသည်ဝေစီကိုဆေးဝါးရအောင်လုပ်ပေးမည်ဟုပြောကာပြင်ထွက်ပြီးအရာရှိများကိုဒီအိမ်ထဲမှာအရွယ်မရောက်သေးသူတယောက်ရှိတယ်ဟုပြောကာထွက်ပြေးသည်ကားများကဝေစီကိုစစ်အကယ်ဒမီသို့ခေါ်သွားကြသည်နစ်စကာသည်လူချေတိတ်သောနေရာတွင်ပောက်ကွဲကာငိုကြွေးသည်ပြန်လည်ဆုံစည်းရန်ကြိုးပမ်းမှု10 လကြာပြီးနောက်နစ်စကာသည်ဆင်းရဲစွာနေထိုင်ပြီးမိတ်ဆွေဖွဲ့ထားကအစားအစာများကိုလိုအပ်သူများအားဝေမျှပေးသည်သူမ၏သူငယ်ချင်းတစ်ရန်ဒီကသူမတို့ကိုကယ်တင်နိုင်မိရာတစ်ခုကိုတွေ့ရှိထားကြောင်းပြောပြီးနောက်မှတွေ့ရန်ချင်းဆိုသည်နစ်စကာသည်အကယ်ဒမီပြင်ပခြံစည်းရိုးသို့တွားရောက်ကာပြန်ပေးဆွဲခံရသည့်ကလေးများအတွက်ပြုလုပ်ထားသောအမှတ်တရနေရာတွင်ဝေစီအကြိုက်ဆုံးအယုတ်ကိုထားခဲ့သည်နစ်စကာသည်ရန်ဒီနှင့်အရက်ဆိုင်တွင်တွေ့ဆုံသည်ရန်ဒီကမင်းတို့၏ကိုပိုင်ထောက်ထားများကိုပြန်လည်ပရိုဂရမ်ပြုလုပ်၍နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်မိသူကိုတွေ့ထားကြောင်းပြောပြသည်အီမာဆန်တွင်အထက်တန်းလွှာများနှင့်နေရမည်ဖြစ်သောကြောင့်နစ်စကာကစိတ်မဝင်စားတော့လဲရန်ဒီကထိုနေ့ဖြင့်သမီးနှင့်ပြန်တွေ့နိုင်မည်ဟုပြောသောအခါသူမသဘောပြောင်းသွားသည်တစ်ချိန်တည်းမှာပင်ဝေစီသည်စစ်အကယ်ဒမီတွင်ကျမ်းမာနေပြီးအခြားကလေးများနှင့်အတူအမိန့်တိုင်းကိုနာခံကာလေ့ကျင့်နေသည်တစ်ပတ်အတွင်းရွေးချယ်ခံရသူများကိုဖက်ဒရနာဗာပြည်နယ်သို့ပို့ဆောင်မိရွေးချယ်ရေးနေ့ရှိသည်ကျမ်းသစ္စာကျိန်ဆိုချိန်တွင်ဝေစီသည်စကားလုံးများကိုပြန်မပြောခဲ့သူမသည်အကယ်ဒမီမြေယုံကိုပုံဆွဲကာအိပ်ရာထဲတွင်ဝတ်ထားသည်10 လကြာပြီးနောက်ဝေစီကိုဆဲခန်းထဲမှထုတ်ကာအခန်းသို့ပို့လိုက်ပြီးတင်နန်းဆရာကသူမကြီးတိုင်းရင်းသားမွေအနှစ်နှင့်လူမျိုးကိုစော်ကားကာသူမကိုဝေစီအစားအဲလစ်ဇဘက်ဟုခေါ်သည်ဝေစီကညှစ်ဆိုတော်လဲ10 လကြာဗီဒီယိုတစ်ခုတွင်နစ်စကာကဆဲခန်းရော့များကိုသူမကိုဘယ်မှာရှာရမလဲပြောပြနေသည်ကိုပြလိုက်သောအခါဝေစီသည်စိတ်ကွဲသွားသည်
လက်နက်လေးကျင်ကန်တွင်ဝေစီသည်တင်နက်တက်စင်ရာတွင်အကယ်ဒမီစံချိန်ကိုချိုးလိုက်သည်အခြားမိန်းကလေးတဦးကလိန်ညာသည်ဟုပြောကာတောဆန်သည်ဟုခေါ်သောအခါဝေစီသည်ဒေါသထွက်ကာသူမကိုရိုက်နှက်သည်တင်နန်းဆရာမကစိတ်ကျေနပ်မှုရရှိပြီးဝေစီကိုမင်း၏နိုင်ငံအတွက်တိုက်ပွဲဝင်ရန်အစဉ်သင့်ဖြစ်ပြီလားဟုမေးသည်ဝေစီကဟုတ်ဟုဖြေသောအခါတင်နန်းဆရာမကဝေစီကိုနောက်နေ့တွင်အီမာဆန်သို့ပို့ဆောင်မည်ဟုကြေညာသည်ခရီးလူမျိုးများနှင့်ပူးပေါင်းခြင်းနစ်စကာသည်အမတ်တရနေရာတွင်အိပ်ပျော်နေရာမှနိုးလာပြီးမြင်းရိုင်းတစ်ကောင်ကိုချင်းကပ်ကာထိန်းနိုင်ခဲ့သည်ထိုအချိန်တွင်အတန်ကြားရ၍လိုက်သွားရာချာလီကိုလက်တော့ဖြင့်တွေ့သည်ထို့နောက်အရွယ်ရောက်ပြီးသူနှစ်ဦးကကလေးချိုးနှင့်အတူအကယ်ဒမီမှခိုးထွက်လာသည်ကိုတွေ့ရသဖြင့်နစ်စကာကပြန်ပေးဆွဲသည်ဟုထင်ကာတိုက်ခိုက်သည်သူမကိုဖမ်းဆီးပြီးနောက်ခေါင်းစွပ်ကိုဖွင့်လိုက်သောအခါသူမသည်ခရီးတိုင်းရင်းသားများမြေတွင်ရှိနေကြောင်းသိရသည်နစ်စကာကသူမကိုယ်တိုင်လည်းခရီးလူမျိုးဖြစ်ကြောင်းဘာသာစကားချို့ဖြင့်ပြောပြသည်အဖွဲ့သည်အကယ်ဒမီမှပြန်ပေးဆွဲခံရသောမင်းတို့၏ကလေးများကိုကယ်ဆယ်ရန်ညဘက်စီးနှင်းမှုများပြုလုပ်ခဲ့သည်ခေါင်းဆောင်အိုင်ဒါကနစ်စကာနောက်ကျောင်းကိုစစ်ဆေးရန်ချာလီကိုတောင်းဆိုသည်နစ်စကာကိုမိဘုံသို့ခေါ်သွားပြီးရှေးလူကြီးတဦးကမြောက်ဖက်မှအုတ်ထင်းသူတဦးလာခဲ့လိမ့်မည်ဟုကြာမြင့်စွာကလေးကပြောကြားခဲ့ဘူးကြောင်းရှင်းပြသည်သူမသည်နစ်စကာကိုထိုအုတ်ထင်းသူဟုယုံကြည်သည်နစ်စကာသည်အိုင်ဒါကိုဝေစီအခြေအနေကိုပြောပြသောအခါအိုင်ဒါကနစ်စကာသည်ကလေးကိုအချိန်ကြာမြင့်စွာဖုံးကွယ်ထားနိုင်သည့်အတွက်အထင်ကြီးပြီးသူမကြည့်လူဖွဲ့စည်းသို့ကြိုဆိုသည်နောက်တစ်နေ့မနက်တွင်ခရီးလူမျိုးများကဝေစီသည်အနေရရှိနေကြောင်းအကယ်ဒမီသည်ကလေးများကိုကားရုပ်များဖြစ်လာစေရန်လေ့ကျင့်ပေးနေကြောင်းရှင်းပြသည်မင်းတို့ကဝေစီကိုကယ်ဆယ်ပြီးနစ်စကာထံခေါ်လာနိုင်တော်လဲနစ်စကာအနေဖြင့်ကယ်တင်ထားသောကလေးအလုံးကိုမြောက်ဘက်ရှိဘေးကင်းရာဆုံးသို့လမ်းပြပေးရမည်ဟုတောင်းဆိုသည်နစ်စကာကထိုနေရာသည်ဒဏ္ဍာရီသာဖြစ်သည်ဟုထင်ခဲ့တော်လဲမင်းတို့ကတကယ်ရှိပြီးမြေပြင်ပေါ်တွင်နေထိုင်တတ်သူလိုအပ်ကြောင်းအာမခံသည်နစ်စကာကသုံးပတ်ကြာမိခရီးတွင်ကလေးများကိုတရုံများမှဖုံးကွယ်ထားရန်မဖြစ်နိုင်ကြောင်းပြောသည်လီယိုကဝေစီသည်အဖရညာဘတ်သို့ပို့ခံရပါကဦးနောက်စေကြောခြင်းကိုပြန်မပြေနိုင်တော့မီဖြစ်သောကြောင့်အခုဝဲထွက်ခွာတင်ကြောင်းပြောသည်နစ်စကာသည်စိတ်ပြတ်အားငယ်ကစစ်သွေးကြွများထံတွင်အစားအစာဆေးဝါးနှင့်ပညာရေးများရှိသည်ဟုထောက်ပြပြီးထွက်ပြေးသည်ရောဘတ်တာတေဆုံးမှုနှင့်နစ်စကာဆုံးဖြတ်ချက်နစ်စကာသည်သူမ၏အိမ်သို့ပြန်လာပြီးအိမ်နီးချင်းများတေဆုံးနေသည်ကိုတွေ့ရကာဒေတာတွင်ဘိုင်းယက်တစ်မျိုးရှိပြီးနေဆက်များပိတ်တော့မီချစ်သည်ရန်ဒီကအိုင်ဒီအသစ်များကိုအမြန်ယူပြီးထွက်ခွာရန်လိုအပ်ကြောင်းပြောသည်သူတို့သည်ရောဘတ်တာအိမ်ကိုစီးနှင်းခံထားရသည်ကိုတွေ့သည်ကားများကမင်းတို့ကိုဖမ်းဆီးပြီးဘတ်စကားပေါ်သို့တင်သည်ရန်ဒီကမီခိုပုံဖြင့်အာယုံပြောင်းရန်စီစဉ်ပြီးနစ်စကာကိုရောဘတ်တာပါလာရမည်ဟုပြောသည်ရောဘတ်တာကကားစစ်သားတဦးဖြစ်နေသည့်တာဖြစ်သူပီရဲကိုတတိထားမိပြီးသူ့ထံသွားရန်စ조사သည်ကားစစ်သားများကသူမကိုပြန်ထိုင်ခိုင်းသည်ရန်ဒီကမီခိုပုံပစ်လိုက်ပြီးနစ်စကာကကားစစ်သားတဦးကိုလက်ထိပ်ဖြင့်လဲပင်းညစ်သည်ရန်ဒီကဒုတိယကားစစ်သားကိုဓာဖြင့်ထိုးသည်ရောဘတ်တာသည်ပီရဲကိုချင်းကပ်ကာဆက်သွယ်ရန်စ조사တော်လဲပီရဲကသူမကိုနိုင်ငံရေးကြွေးကြော်သံများဖြင့်စော်ကားပြီးပစ်တက်လိုက်သည်ထိုအချိန်တွင်လီယိုနှင့်အခြားခရီးလူမျိုးများရောက်လာပြီးကားစစ်သားများကိုပစ်တက်ကာနစ်စကာကိုကယ်ဆယ်သည်ရောဘတ်တာကိုရိုးရာစကားများဖြင့်နှုတ်ဆက်နေစဉ်နစ်စကာသည်ဦးနောက်စေကြောခြင်းနှင့်ပတ်သက်၍လီယိုပြောခဲ့သည်မှာမှန်ကြောင်းသဘောပေါက်သွားသည်နစ်စကာသည်ရန်ဒီကိုဒဏ်ရာစီးပေးပြီးနောက်ခရီးလူမျိုးများနှင့်အတူလိုက်ပါသွားရန်သဘောတူသည်ကားစီးနေစဉ်လီယိုကသူသည်စွန့်ရင်တန်တမန်၏သားဖြစ်သောကြောင့်စကားဝတ်တစ်ခုရှိကြောင်းထုတ်ဖော်ပြောပြသည်အီမာဆန်ကဘိုင်းယက်ကိုဖန်တီးခဲ့ကြောင်းနှင့်ကားစစ်သားများကကလေးများကိုစစ်တပ်အဖြစ်အသုံးပြုရန်စီစဉ်နေကြောင်းလည်းပြောပြသည်ကယ်ဆယ်ရေးနှင့်စစ်ပွဲဝေစီသည်ကျန်းသစ္စာကျိန်ဆိုချက်ကိုအားလုံးနှင့်အတူရွတ်ဆိုသည်နစ်စကာသည်ချက်ချင်းစီးနှင်းမှုစတင်ရန်တောင်းဆိုတော်လဲအိုင်ဒါကကားစစ်သားများကညတွင်ချင်းတတူတွင်လန်းအသစ်ဆောက်ထားပြီးစခန်းသို့ဥတီနေသောကြောင့်ယနေ့ညထွက်ခွာရမည်ဟုရှင်းပြသည်နစ်စကာကဝေစီကိုအရင်မကယ်တာကကူညီမီမဟုတ်ဟုဆိုသည်ကောင်စီကလည်းရွှေ့ပြောင်းမသွားမီဝေစီကိုကယ်ဆယ်ရန်သဘောတူသည်ထိုညတွင်ချာလီလမ်းညွှန်မှုဖြင့်နစ်စကာနှင့်လီယိုတို့သည်မိလာပိုက်များမှတဆင့်အကယ်ဒမီထဲသို့ဖောက်ဝင်သည်လီယိုသည်စနစ်ကိုဖောက်ထွင်းရန်ကွန်ပျူတာကိုအသုံးပြုပြီးချာလီကတကားအလုံးကိုအဝေးထိန်းဖြင့်ဖွင့်ပေးသည်နစ်စကာသည်ဝေစီကိုတွေ့သောအခါဝေစီကသူမကိုစွန့်ပစ်ခဲ့သည်ဟုဆွဆွဲသည်နစ်စကာကငိုယိုပြီးတောင်းပန်ကာပြန်လည်တင့်မြတ်ကြသည်အဆောင်ကစခန်းသို့ပြန်လာသောအခါစနစ်ဖောက်ထွင်းခံရကြောင်းတွေ့ပြီးအချက်ပေးကောင်းလောင်းကိုဖွင့်သည်ချာလီကခီးစခန်းကိုတွေ့ရှိပြီးဖြစ်ကြောင်းတတိပေးသည်နစ်စကာကကလေးများကိုကယ်တင်ရန်အချိန်မရှိတော့ဟုပြောကာဝေစီနှင့်ထွက်ခွာရန်စ조사တော်လဲဝေစီကတစုံတစ်ခုလာနေကြောင်းပြောသည်လီယိုကစက်အယောများကိုအာယုံပြောင်းနေစဉ်နစ်စကာကိုကလေးများကိုကယ်တင်ရန်တောင်းဆိုသည်နစ်စကာကပြန်လာပြီးတယုံကိုပစ်ချသည်နစ်စကာကဝေစီကိုကလေးများအားလုံးကိုအခန်းထဲမှထုတ်ရန်ပြောသည်ဝေစီကသူမဆွဲထားသောမြေုံကိုတတိယပြီးထွက်ပေါက်တစ်ခုရှိကြောင်းပြောပြသည်ခရီးစခန်း၌စစ်သားများရောက်လာပြီးမင်းတို့သည်ဓာစာခံဖြစ်ကြောင်းလီယိုသဘောပေါက်သည်ဝေစီသည်အခြားသူများမကြားရသောစူညံတန်ကိုကြားရပြီးရုတ်တရက်ကောင်းကင်ရန်သည်တယုံများဖြင့်ပြည့်နှက်သွားသည်ရှေးလူကြီး၏အမြင်အာရုံတိုင်းဝေစီသည်ပုံအောင်ရန်ညှင်းဆန်ကာစစ်သားများနှင့်ရင်ဆိုင်ရန်ထွက်ပြေးသည်သူမသည်လက်ကိုမြောက်ပြီး
ငှက်များကိုတုံးခဲ့သည့်စကားလုံးကိုပြောလိုက်ရာတယုံတစင်းကိုထိန်းချုပ်နိုင်ခဲ့သည်ချာလီကသူမသည်အစ်စ်အမှန်အုပ်ထိန်းသူဖြစ်ကြောင်းသဘောပေါက်သွားသည်ဝေစီသည်တယုံများကိုစစ်သားများထံတင်းနက်များချိန်စေကစစ်သားများကိုဆုတ်ခွာစေသည်ပုံအောင်နေသည့်နောက်ဆုံးစစ်သားတဦးကဝေစီကိုပြရန်ကြိုးစားသောအခါနစ်စကာကဒိုင်းတဖွဲခုံဝင်ကတမိကိုကာကွယ်ပေးသည်နစ်စကာသည်ဖြည်းဖြည်းချင်းတေဆုံးနေစဉ်ဝေစီကမိခင်၏နောက်ဆုံးချိန်များတွင်ဖတ်ထားသည့်တယုံများသည်မင်းတို့ပတ်လည်တွင်ဘဝဆက်ဝိုင်းပုံစံဖန်တီးထားသည်